ဒီနေ့ထူးခြားတဲ့အနေနဲ့ပြောဖို့ရှိပါတယ်ပြည်သူလူထုနဲ့ဓာတ်ရိုက်သက်ဆိုင်ပါတယ်အထူးသဖြင့်ပြည်ပရောက်နေတဲ့မြန်မာလူသားတွေနဲ့ပို့ပြီးတော့သက်ဆိုင်တဲ့သတင်းတစ်ပုဒ်ဖြစ်တယ်ပေါ့နော်အဲ့ဒီသတင်းမပြောခင်မှာကျွန်တော်စကားလေးတစ်ခွန်းပြောချင်ပါတယ်ကျွန်တော်တို့ရဲ့စန့်ကျင်ဘက်အရာမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ရန်သူတွေကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေဟာကျွန်တော်တို့ကိုဘလို့ပြုမှုဆက်ဆံခဲ့လဲဆိုတဲ့အရာတွေထက်နောင်တစ်ချိန်မှာကျွန်တော်တို့ရမယ့်နောင်တဟာအော်ငါအဲ့ဒီတုန်းကဒီလိုမျိုးလှုပ်ခဲ့တဲ့ရဲ့သားနဲ့ဒီလိုမျိုးလုံနိုင်ရဲ့သားနဲ့ဘာကြောင့်မလှုပ်ခဲ့ရတာလဲဆိုတဲ့နောင်တဟာပို့ပြီးတော့ရတတ်ပါတယ်ဒါမျိုးကိုလည်းအဲ့လိုနောင်တမျိုးကိုဘသူကိုမှမိသူတူတယောက်ကိုမှကျွန်တော်အနေနဲ့ရစေခြင်းစိတ်ရစေလို့စိတ်မရှိပါဘူးเนาะမရှိဘူးအဲ့တော့အခုကျွန်တော်သတင်းလေးစပြောမယ်အဲ့တော့ပြည်ပရောက်မြန်မာပြည်ကိုအလဲပြန်မယ်လောလောဆယ်မလို့တည်တယ်အဲ့တက်ဆိုင်ရာနိုင်ငံမှာနံပါတ်1အခွန်ဆောင်ပြီးတော့အလုပ်လုပ်နေရတယ်အခွန်အခပေးရတယ်အဲ့တော့မဲအောင်လိုင်ကဒီပြီးခဲ့တဲ့နှစ်တွေကထုတ်တဲ့ဥပဒေအရဆိုရင်သူ့နိုင်ငံအတွက်လည်းသူပြန်ပြီးတော့မြန်မာနိုင်ငံအတွက်လည်းအခွန်ဆောင်ရအောင်မယ်เนาะအခွန်ကနှစ်ခါဆောင်အောင်မယ်ဟုတ်ပြီဒါတည်းမကဘူးမြန်မာပြည်ပြန်မယ်ဆိုရင်မြန်မာပြည်ပြန်မယ်ဆိုပြန်ပြီးတော့ထွက်ချင်တဲ့သူတွေဆိုရင်ဒါ smart card လောက်ရမယ်ပတ်စံကုန်မယ်အခွန်နှစ်ခါဆောင်ရမယ်ပြီးတော့ smart card လောက်ကမယ်ပတ်စံကုန်မယ်ပြီးတော့ PV ကနေ PJ ပြောင်းရမယ်ပတ်စံကုန်မယ်ပြီးတော့ OWIC ကလောက်ကမယ်ပတ်စံကုန်မယ်အခုနောက်ထပ်ပတ်စံကုန်မယ်တပေါက်ပြောပြရစီအဲ့ဒါဘာလဲဆိုတော့မြန်မာပြည်ပြန်မယ်ဆိုရင်သက်ဆိုင်ရာနိုင်ငံပေါ့နော်သက်ဆိုင်ရာနိုင်ငံမှာကိုရောက်နေရှိနေတဲ့နိုင်ငံရဲ့တန်ယုံเนาะသူတို့စစ်ကောင်စီကဖွင့်ထားတဲ့တန်ယုံတွေမှာထောက်ခံချက်တောင်းရပါတယ်အဲ့ဒီထောက်ခံချက်ပါမှမြန်မာပြည်ပြန်လို့ရပါမယ်ထောက်ခံချက်ကအလကားတောင်းလို့မရပါဘူးကိုယ့်ရဲ့ data အချက်လက်တွေသူတို့တောင်းဆိုတဲ့အချက်လက်တွေပေးရမှာဖြစ်တယ်လို့အခချင်းငွေတစ်ခုလည်းပေးရအောင်မှာဖြစ်ပါတယ်ဒါပါပဲเนาะဒါပါပဲအဲ့လိုမျိုးမလုပ်ခဲ့ဘူးဆိုရင်နိုင်ငံသားအဲ့အမိပြက်စင်းထည့်သွင်းတာလိုမျိုးအရေးတခြားပုံစံတစ်မျိုးနဲ့အရေးယူတာမျိုးလုပ်မယ်ဆိုတဲ့ကြေညာချက်မျိုးထွက်လာတယ်เนาะအဲ့တော့ဟုတ်ပြီဒါကျွန်တော်တို့မြန်မာတာမန်လူထုပေါ့နော်အခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဘယ်သူမှတော့စစ်အာဏာရှင်အောက်မှာနေကျင်လိမ့်မယ်လို့မယူဆပါဘူးအဲ့တော့ပြည်ပရောက်နေတဲ့မြန်မာတွေရဲ့100မှာ90%ကျော်ဟာဒီမိုကရေစီကိုအားပေးထောက်ခံလိမ့်မယ်လက်ရှိတော်လှန်ရေးပေါ်မှာအားပေးထောက်ခံလိမ့်မယ်တော်လှန်ရေးပေါ်မှာမဝင်းရန်ရဲရင်သာရှိပါလိမ့်မယ်အားပေးထောက်ခံမှုတော့ရှိလိမ့်မယ်လို့ယူဆပါတယ်နော်အဲ့ဒီတော့ဒီဆိုရဲ့ဖိနှိပ်မှုတွေကနေကင်းလို့ချင်တယ်ဆိုရင်မြန်မာနိုင်ငံသားတွေအနေနဲ့သူတို့နဲ့ရင်းနှီးတဲ့ဆက်ဆံရေးဒါမှမဟုတ်သူတို့ထဲကတယောက်ဖြစ်နေမယ်ဆိုရင်တော့အဲ့ဖိနှိပ်ခံလူဒန်းစားကနေကိုကဖိနှိပ်သူလူဒန်းစားအဖြစ်ကိုရောက်နိုင်တယ်အဲ့လိုမျောလင်းချက်နဲ့သူတို့နဲ့ပါဝင်ပတ်သက်ဖို့ကြိုးစားနေကြတဲ့စီးပွားရေးတိုင်းဝိုင်းမှာရောစစ်ဖက်ဆိုင်ရာတိုင်းဝိုင်းမှာရောတခြားကဏ္ဍတတိမှာရှိမှာပေါ့လေเนาะရှိတာပေါ့အဲ့တော့အခုနောက်ထပ်သတင်းတစ်ပုဒ်ကပါလဲဆိုတော့ဘိုးလောင်းသိန်းဟန်ပေါ့နော်ဘိုးလောင်းတင်တန်းမှာတက်ရောက်နေတဲ့ပြင်ဦးလွင်စစ်တပ်ကတို့မှာတက်ရောက်နေတဲ့နော်ဘိုးလောင်းသိန်းဟန်အဲ့ဒီမှာရန်ဖြစ်တယ်ပေါ့နော်ရန်ဖြစ်တယ်ဆိုတာထက်ထိုးကျိတ်ခံရတာပေါ့ထိုးကျိတ်နိုင်ချင်းခံရတဲ့ကြောင့်သူရဲ့တေဆုံးသွားတယ်ပေါ့နော်တေဆုံးသွားတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကြားရတယ်အဲ့တော့ဘိုးလောင်းတင်တန်းတက်နေတာစစ်တက္ကသိုလ်ဆိုတာကသူတို့ရဲ့စစ်တက္ကသိုလ်ဆိုတာအဲ့တက္ကသိုလ်တဲမှာပဲအဲ့လိုဖိနှိပ်မှုတွေအနိုင်ကျင့်မှုတွေနှိပ်စက်မှုတွေနဲ့တင် जा ပေးခဲ့တဲ့နေရာတစ်ခုဖြစ်တယ်အဲ့ဒီလိုဖိနှိပ်တက်လာမှနှိပ်စက်တက်လာမှအနိုင်ကျင့်တက်လာမှဘိုးဆိုတဲ့အရာမျိုးကိုအပွင့်တက်ပေးလိုက်တာဖြစ်တယ်အဲ့ဒီလိုဒလေးစရိုက်ရှိတဲ့သူတွေစုဖွဲ့ပြီးတော့မြန်မာပြည်သူလူထုကိုနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတာတပ်ဖြတ်နေတာတွေဟာမကြားချင်တဲ့သူအတွက်မကြားကြအောင်ဆောင်လို့ရပါတယ်မမြင်ချင်တဲ့သူတွေအတွက်ကတော့မမြင်ဘူးလို့ညင်းလို့ရပါတယ်ဒါပေမဲ့မကြားစရာမမြင်စရာအကြောင်းတော့မရှိဘူးငါလွတ်ရင်ပြီးရောဆိုတဲ့ခန္ဓာတစ်ဖြုတ်ဆိုတဲ့စိတ်နဲ့ပြည်ပမှာရောက်ပြီးတော့ပျော်ပါနေတဲ့သူတွေလှုပ်ရတဲ့အရာကိုမလှုပ်ပဲနဲ့ကိုဘဝမေ့နေတဲ့မြန်မာနိုင်ငံသားတွေကိုဟာဒီမိုကရေစီအစိုးရလက်အောက်မှာနေကြလားဆိုရင်နေကြတယ်ဆိုရင်ဒီတော်လိုင်းရေးကိုအားပေးဝန်းရံထောက်ခံဖို့လိုအပ်တယ်အဲ့ဒီလိုသာမဟုတ်ဘူးဆိုရင်ဖက်စစ်တပ်ကတော့ဘယ်နေရာဘယ်ဒေသဘယ်နိုင်ငံကိုပြေးမြန်မာနိုင်ငံသားဖြစ်နေသမျှကာလပတ်လုံးဒီဒုက္ခလိုက်ပေးနေမှာပဲဘာကြောင့်လဲကိုပဆိုင်တဲ့ကိုနိုင်ငံခြားကိုအလုပ်ထွက်လုပ်တယ်တိုင်းတစ်ပါးနိုင်ငံမှာအခွန်ဆောင်ရပါတယ်
ကိုယ်နိုင်ငံမှာကိုပြန်ပြီးအခွန်ဆောင်ရပါတယ်ပြန်မယ်ဆိုပြန်ပြီးတော့အလဲပတ်ပြန်အိမ်ကိုအလဲပတ်ပြန်ပြီးပြန်ထွက်မှာဆိုရင် smart card လောက်ရပါမယ် OWIC card လောက်ကပါမယ်ပြန်ဖို့အခုဆိုစပြီးတော့မပြန်ခင်နဲ့တက်ဆိုင်ရာနိုင်ငံရဲ့တန်ရုံးမှာထောက်ခံစာအတွက်ပတ်စံပေးရပါမယ်အဲ့တော့ပတ်စံအဲ့လိုမျိုးပေးတဲ့ဟာကဘယ်လောက်လဲတွက်ကြည့်ပါအားလုံးဘယ်လောက်ကြာနိုင်လိမ့်မလဲပေါ့နော်ဘယ်လောက်ကြာနိုင်မလဲတွက်ကြည့်ပါဟုတ်ပြီအဲ့ဒီလောက်ပမာဏတစ်ခုကြာနိုင်တယ်လို့ပမာဏတစ်ခုထွက်လာလိမ့်မယ်350လား330လားစသဖြင့်ပေါ့ဒါကိုယ့်ရဲ့ဝင်ငွေပေါ်လဲမူတည်မှာပေါ့ထွက်လာလိမ့်မယ်ကျွန်တော်ပြန်မေးမယ်အဲ့လူတွေကိုလေပြန်မေးမယ်ဒေါ်လာရင်းမှာဘယ်လောက်ပါဝင်ပြီးသွားပြီလဲ BRF ပေါ့နော် NUG အစိုးရကိုဓာတ်ရိုက်ရောက်တဲ့ရန်ပုံငွေဖြစ်တယ်ဓာတ်ရိုက်ရောက်တဲ့တရင်တွေကိုဓာတ်ရိုက်ရောက်တဲ့ရန်ပုံငွေစီးဆင်းမှုတစ်ခုဖြစ်တယ်အစစ်တက်ကလည်းဘလို့မှပြည်ပရောက်နေတဲ့သူတွေရဲ့ပေးပို့မှုကိုဘလို့မှဖမ်းမိနိုင်ကြအကြောင်းမရှိဘူး PRF မှာဘယ်လောက်ပါပြီးသွားပြီလဲဒါမှမဟုတ်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေထဲမှာရဲဘော်တွေရှိတယ်ဆိုသူတို့တို့ဘယ်လောက်ကူညီထောက်ပံ့ပေးပြီးသွားပြီလဲဒါကိုကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားဖို့လိုတယ်ဘာမှလည်းမရှိဘူးဆိုရင်တော့အခုလိုမျိုးပဲကိုဟာလှုပ်တင်လှုပ်တိုက်တဲ့အချိန်မှာလှုပ်တင်လှုပ်တိုက်တဲ့အရာကိုမလုပ်ခဲ့တာဖြစ်တဲ့အတွက်ဘာဒီမိုကရေစီမှာတန်တဲ့သူမျိုးတွေမဟုတ်ဘူးဘာတာဝန်ယူခြင်းစိတ်မှရှိတဲ့သူမျိုးတွေမဟုတ်တဲ့အတွက်စစ်ဖက်နဲ့အောက်ပြပြဝင့်နေရနဲ့ပဲတန်တယ်ကျွန်တော်ဒီလိုပြောပါတယ်အခုကြည့်နေတဲ့သူဟာပြည်ပနိုင်ငံမှာအလုံးလုံးနေတဲ့သူတယောက်ဒိုဒီမဟုတ်အခုကြည့်နေတဲ့သူရဲ့သားသမီးတူမဟာပြည်ပနိုင်ငံမှာရောက်ရှိနေတဲ့အလုံးလုံးနေတဲ့သူတယောက်ဆိုရင်ကိုပြန်မေးပါကိုတူမကိုပြန်ကိုယ့်ရဲ့သားကိုယ့်ရဲ့သမီးကိုပြန်ကြည့်လိုက်ပါမညာကျင်စမ်းမှာလည်းခင်ဗျားတို့ဘယ်လောက်ပါဝင်ထားလဲမပါဝင်ထားလဲကိုမှန်ကြည့်ငါတော်အချက်တိတ်ခါမဲတဲ့သူပါလားဘယ်သူမှတော့မသိဘူးငါမပါဝင်တာဘူးဘယ်သူမှတော့မသိဘူးဒါမှငါတော်လေးကိုအချက်တိတ်ခါမရှိပါလားဆိုတဲ့ပုံစံမျိုးနဲ့မှန်ကြည့်တိုင်းအသက်တရက်ကြီးလာတိုင်းစိတ်ကောင်းစီကနေပြီးတော့တခုဖိနှိပ်လိုက်တိုင်းမှာမှန်ရှိကိုသွားကိုမျက်နှာကိုပြန်ကြည့်ပါတစ်ချက်ရိုက်ပါကိုရိုက်တင်ပါလေစစ်တပ်အဲ့လောက်တော့မာနရှိမှဆိုရင်မာနမရှိတော့ရတယ်ဖားလိုက်ဘယ်တုန်းကမှသွေးမတော်တာမဆက်တဲ့လူကိုအဘဆိုပြီးတော့ခေါ်ပြီးတော့ဖားလိုက်နော်စစ်ဖက်နဲ့အောက်ပြဝင့်နေလိုက်နော်ဖက်နဲ့ကိုတိုက်ပေးလိုက်အဲ့စစ်ဖို့ကျုပ်ရဲ့မိန်းမတွေရဲ့ဆက်ဆံမိုင်းနာကိုလျှော့ပေးလိုက်ဒါခမရတို့နဲ့ထိုက်တန်တဲ့ဘဝပဲဖြစ်တယ်ကိုဘလို့ရှင်တန်ခဲ့လေကိုဘာလုပ်နေလဲဆိုတာနောက်တစ်ချိန်မှာကိုဘလို့ရှင်တန်ရမလဲဆိုတဲ့ဖြစ်တည်မှုကိုရောက်ရှိမှာဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်